နေတိုင်းနိုင်ငံအခုအကြောင်းလေးလာကြရအောင်ဒီနေ့ကတော့ဂျပန်နိုင်ငံအကြောင်းပါပဲဂျပန်ဟာယူရေရှားကုန်းမြေကြီးရဲ့အရှေ့ဘက်မှာတည်ရှိပါတယ်အိန္ဒိယနိုင်ငံတွေနဲ့ကုန်းမြေချင်းထိစပ်နေတာမျိုးမရှိပါဘူးဒီနိုင်ငံမှာဟွန်ရှူရှီဂိုကူဂျူရှူနဲ့ဟော့ကိုင်ဒိုဆိုတဲ့ပင်မကျွန်းကြီးလီကျွန်းအပြင်တခြားကျွန်းငယ်လေးပေါင်း6800ကျော်ရှိပါတယ်ဒါတွေကအရှေ့မြောက်ကနေအနောက်တောင်ပါအထိလေးကိုင်းပုံစံကျွန်းတန်းကြီးအဖြစ်တည်ရှိနေတာပါစုစုပေါင်းကုန်းမြေ area ကတော့38,900 စတုရန်းကီလိုမီတာရှိပါတယ်။အုပ်ချုပ်ရေးပိုင်းမှာတော့ဂျပန်မှာ Metropolis တစ်ခုခရိုင်တစ်ခုမြို့ပြစီရင်စု2ခုနဲ့စီရင်စု43ခုရှိပါတယ်။ဒီအုပ်ချုပ်ရေးနယ်မြေတွေအားလုံးကိုဗဟိုအစိုးရကတိုက်ရိုက်စီမံခန့်ခွဲပြီးအစဉ်အတန်းတူညီကြပါတယ်။တိုကျိုဟာဂျပန်ရဲ့နိုင်ငံရေးစီးပွားရေးနဲ့ယဉ်ကျေးမှုဆိုင်ရာမြို့တော်ဖြစ်ပြီးလူဦးရေ14.9 တန်လောက်နေထိုင်ပါတယ်။တခြားအရေးပါတဲ့စီးပွားရေးမြို့တွေကတော့အိုဆာကာ၊နာဂိုယာ၊ယိုကိုဟာမာနဲ့ကိုဘေတုံးပဲဖြစ်ပါတယ်။ပထမဦးအနေထားရဂျပန်ကုန်းမြေရဲ့83%လောက်ကတောင်တန်းတွေဖြစ်ပါတယ်။အမြင့်3986မီတာရှိတဲ့ဖူချီတောင်ကတော့အမြင့်ဆုံးတောင်ထစ်ပါပဲ။မြေပြင်းနဲ့ချွင်ဝမ်းဒေတာတွေကတော့29%ပဲရှိပြီးဟိုတကွတ်ဒီတကွတ်ပြန့်ကျဲနေပါတယ်။မြေပြင်းရှားဖားတဲ့အတွက်လူတွေကကုန်းရံလေးတွေနဲ့တောင်ဆောင်တွေမှာစိုက်ပျိုးကြပါတယ်။ဟွန်ရှူကျွန်းပေါ်ကကန်တိုမြေပြင်းအဂျီကိုမြေပြင်းနဲ့ဟော့ကိုင်ဒိုကျွန်းပေါ်ကအီရှီကာရီမြေပြင်းတို့ကတော့ဂျပန်ရဲ့အကြီးဆုံးမြေပြင်း3ခုပါပဲအကြီးဆုံးဖြစ်တဲ့ကန်တိုမြေပြင်းမှာရှိတဲ့တိုကျိုမြို့ပြည် area မှာတင်လူဦးရေ38တန်းလောက်နေထိုင်နေကြတာပါဒါဟာကနေဒါနိုင်ငံတနိုင်ငံလုံးရဲ့လူဦးရေထက်တောင်နည်းနည်းလေးပဲလျော့တာပါဒါအပြင်ဟွန်ရှူကျွန်းပေါ်မှာနိုဘီမြေပြင်းနဲ့အိုဆာကာမြေပြင်းတွေလည်းရှိပါသေးတယ်အဲ့ဒီနေရာတွေကနေတတိယအကြီးဆုံးမြို့ပြည်ဖြစ်တဲ့နာဂိုယာနဲ့ဒုတိယအကြီးဆုံးမြို့ပြည်ဖြစ်တဲ့အိုဆာကာတို့ပေါ်ထွက်လာခဲ့တာပါ။တမိုင်းကြောင်အရာကြီးရင်လည်းဒီဒေသတွေဟာတိုကူကာဝါအီယာယာစုတိုယိုဒိုမီဟီဒေယိုရှိနဲ့အိုဒါနိုဘူနာဂါတို့လိုအုပ်ချုပ်သူတွေရဲ့အခြေစခန်းတွေဖြစ်ခဲ့ပါတယ်။ဒါအပြင်ပစိဖိတ်မီးခွဲပေါ်မှာတည်ရှိနေတာကြောင့်ဂျပန်မှာမီးတောင်ပေါက်ကွဲတာနဲ့ငရဲလှုပ်တာတွေခဏခဏဖြစ်လေရှိပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့မီးတောင်တွေရဲ့တပုံတပုံဟာဂျပန်မှာရှိနေတာပါ။ကဘာတဝမ်းငရင်လှုပ်ခတ်မှုတွေရဲ့ငါးပုံတပုံကလည်းဒီမှာပဲဖြစ်သွားပါတယ်။တိုင်ဖူးမုန်တိုင်းစီးနှင်းထူထပ်တာနဲ့မီးပြိုတာတွေကလည်းအဖြစ်များပါတယ်။ဂျပန်ရဲ့တဘာဝဘေးအန္တရာယ်ကျူတင်ခံမှန်းချက်တွေအရတိုကျိုမှာနောက်နှစ်30အတွင်းပြင်းအား9ရှိတဲ့ငရင်လှုပ်ဖို့အခွင့်အလမ်း90%ရှိနေပါတယ်။နန်ခိုင်ချွင်ဝမ်းတလောင်ရှောင်းမှာလည်းပြင်းအား8အထက်အင်းအားပြင်းငရင်ကြီးတွေလှုပ်ဖို့90%လောက်တိချနေပါတယ်။ဂျပန်ကျွန်းနဲ့ကူရီကျွန်းတို့မှာငရင်ကြီးတွေလှုပ်ခဲ့ရင်အဆိုးဆုံးအနေနဲ့လူပေါင်း9,900နဲ့1000အတီးတီးတည်ဆုံးနေပါတယ်။ပြီးတော့ဒီနိုင်ငံလေးဟာတဘာဝတယံဇာတာလည်းအိမ်မကန်ရှားပါပါတယ်။တတူတယံဇာတာအနှဲငယ်ကလွှဲရင်စက်မှုကုန်ကျန်းနဲ့လောင်စာအများစုကိုပြည်ပကနေပဲတင်သွင်းရပါတယ်။ဒါပေမဲ့ဂျပန်ဟာရေလုံငန်းတယံဇာတာမှာတော့ထူးထူးခြားခြားတွေ့ရပါပါတယ်။သူရဲ့တည်တံ့စီပါရေးဆုံးဟာကုန်းမြေ area ထက်30တောင်ပိုကျဲပါတယ်။ဟော့ကိုင်ဒိုရေပြင်နဲ့ဂျပန်ပင်လယ်ပြင်တွေဟာကဘာကျော်ငါးဖမ်းကွင်းတွေထစ်ပြီးငါးမျိုးစစ်600ကျော်ထွက်ရှိပါတယ်။ဂျပန်ရဲ့68%ကိုတစ်တော်တွေဖုံးလွှမ်းထားပြီးမြဲတစ်လိုအချက်ရဲ့90%ကိုတော့ပြည်ပကနေပဲတင်သွင်းနေလာကြောင်းကမ္ဘာအကြီးဆုံးတစ်ဝယ်ယူထုရှင်နေပါတယ်။လူဦးရေရဲ့90%လောက်ကမြို့ဒီမှာနေထိုင်ကြပါတယ်။နေစဉ်တွာလာရဲ့အတွက်မြေအောက်ရထားတွေကမရှိမဖြစ်ပါတယ်။တိုကျိုမြေအောက်ရထားမှာလိုင်းပေါင်း73လိုင်းဘူတာပေါင်း185ခုရှိပြီးလမ်းကြောင်းစုစုပေါင်း304ကီလိုမီတာရှည်ရပါတယ်။နေ့စဉ်စီးနှင်းသူရေးအတွက်ဟာကမ္ဘာပေါ်မှာနံပါတ်1ပါပဲ။တနိုင်ငံလုံးအတိုင်းအတာနဲ့ရထားလမ်းကွင်းရထား28,000ကီလိုမီတာရှိပြီးရှင်ကန်စင်းကျေဆိုင်ရထားလမ်းကတော့3,000ကီလိုမီတာပါဝင်ပါတယ်။ကားလမ်းတွေကတော့3.180ကီလိုမီတာရှိပြီးအမြန်လမ်းကတော့8,960ကီလိုမီတာရှိပါတယ်။ကျွန်းနိုင်ငံဖြစ်တဲ့အတွက်တွင်းကုန်ထုတ်ကုန်အများစုကိုရေချောင်းကနေပဲလှုပ်ဆောင်ပါတယ်။ဂျပန်မှာစိတ်ခမ်းပေါင်း993ခုရှိပါတယ်။အဲ့ဒီထဲမှာနိုင်ငံတကာမဟာဗျူဟာမျိုးစိတ်ခမ်း5ခုနိုင်ငံတကာဗဟုစိတ်ခမ်း18ခုနဲ့အဓိကစိတ်ခမ်း102ခုပါဝင်ပါတယ်။အဓိကစိတ်ခမ်းတွေကတော့တိုကျို၊ယိုကိုဟာမာ၊အိုဆာကာ၊ကိုဘေ၊ချီဘာ၊နာဂိုယာနဲ့ကီတာဂျူရှူတို့ပဲဖြစ်ပါတယ်။တူရင်းနေကတော့ဂျပန်မှာလူပေါင်း124တန်းခန့်ရှိပြီးကမ္ဘာခုနှစ်ခုမြောက်လူဦးရေအများဆုံးနိုင်ငံဖြစ်တယ်လို့ဒုတိယမြောက်လူဦးရေအများဆုံးကျွန်းနိုင်ငံလည်းဖြစ်ပါတယ်။အသက်65နှစ်အသက်လူဦးရေက36.3တန်းရှိပြီးစုစုပေါင်းလူဦးရေရဲ့29%ဖြစ်နေတာကြောင့်
ကမ္ဘာအသက်အကြီးဆုံးလူအဖွဲ့အစည်းတွေထဲကတစ်ခုဖြစ်နေပါပြီလူတွေဟာမြို့ကြီးတွေမှာပဲစုပြုံနေထိုင်ကြပြီးလူဦးရေရဲ့90%ဟာအကြီးဆုံးမြို့ပြည်3ခုရဲ့ကီလိုမီတာ90ပတ်လည်မှာနေထိုင်ကြပါတယ်ယာမာတိုလူမျိုးတွေကအများစုဖြစ်ပြီးဟော့ကိုင်ဒိုကအိုင်နူလူမျိုးတွေကတော့တရားဝင်အပြီးမှပြုထားတဲ့တစ်ခုတည်းသောလူနည်းစုမျိုးနည်းစုဖြစ်ပါတယ်ဂျပန်စာကယုံသွန်းဘာသာစကားဖြစ်ပါတယ်အဓိကကိုယ်ွယ်ကြတာကတော့ရှင်တိုနီဂစ်ဆန်နဲ့ဗုဒ္ဓဘာသာတို့ပဲဖြစ်ပါတယ်အနုချုံရရရင်ဂျပန်ဟာအရှေ့အာယာကကျွန်းနိုင်ငံလေးတစ်ခုပါတယ်ကမ္ဘာစတုထားမြောက်အကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်ပြီးအစင်းမြင့်ကုန်ထုတ်လုပ်မှုမဲထုံရစံတစ်မှုနဲ့ထိုးခြားတဲ့ယဉ်ကျေးမှုတွေကြောင့်လူသိများပါတယ်တပတ်မှလည်းလူဦးရေအုံမြင့်မွေးလာတာနဲ့ကလေးမွေးခွားနှုန်းကျဆင်းလာတာမျိုးလို့လူမှုရေးဆိုင်ရာစိန်ခေါ်မှုတွေကို